ယနေ့ကမ္ဘာပေါ်မှာခရစ်မတ်ပွဲဆိုပြီးမှကျင်းပနေကြတယ်ကမ္ဘာကြီးတစ်ခုလုံးမှာကျင်းပနေကြတာတိုက်ပွဲရှိနေတဲ့နေရာတော်မှာလည်းခရစ်မတ်ပွဲကျင်းပနေကြတယ်တရုတ်နိုင်ငံမှာလည်းကျင်းပါတယ်ကွန်မြူနစ်နိုင်ငံမှာလည်းကျင်းပါတယ်မွတ်စလင်နိုင်ငံတွေမှာလည်းခရစ်မတ်ပွဲကျင်းပကြတယ်ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်းနေရာတိုင်းမှာကျင်းပနေကြတယ်ဆိုတော့ခရစ်မတ်ပွဲဆိုတာဘာလဲဘေးဘုရားကိုပြောတာလဲဆိုတာကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့လူတွေကူးကွယ်တဲ့လူသားတွေကမ္ဘာလူသားတွေကူးကွယ်တဲ့ဘုရားနှမျိုးရှိတယ်ပထမတစ်မျိုးကနိစ္စထာဝရဘုရားလို့ခေါ်တယ်အဲ့ဒီနိစ္စထာဝရဘုရားကဧကောဗုဒ္ဓောဧကောဓမ္မောဧကောတံဃောဆိုပြီးမှဗုဒ္ဓောဓမ္မောတံဃောဆိုပြီးမှတစုပဲရှိတယ်အဲ့ဒါကိုပါဠိလူကနိစ္စဗုဒ္ဓလို့လည်းခေါ်တယ်အဲ့ဒီဘုရားဘယ်မှာနေတာလဲဆိုရင်ဘုရားဘုံမှာနေတယ်ဘုရားဘုံဆိုတာကဘာမြေကြီးရဲ့အထက်ကိုညွှန်းနေခြင်းဖြစ်ပါတယ်အဲ့ဒီနေရာကနဲ့ဘယ်ကိုဆင်းတက်လာတယ်လဲဆိုရင်ဘုရားလူဘုံကိုဆင်းတက်လာတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီဘုရားကဘာဘောသူကြွလာဖို့အတွက်တပေါင်းလို့ရှိတယ်မြန်မာတပေါင်းမှာဘယ်လိုဆိုထားသလဲဆိုရင်ဟောဒီကုတ်ကိုညောင်ထိုးထိုးလူပြိုဘုရားမရှိညာဂေမိဘုရားအပြူတာဆိုပြီးမှဖော်ပြထားပါတယ်အပြူသားကမွေးတဲ့ဒါယောက်ျားလေးဒီကဘာသူကဘာသားများကိုငရေကိုမတော်ရလေအောင်ကေတင်တဲ့ဖယားဖြစ်တယ်ဆိုတာဇန်စာတိုင်းမှာပါတယ်အစ္စလာမ်ကျမ်းမှာလည်းပါတယ်ဟိန္ဒူကျမ်းမှာလည်းပါတယ်ဗုဒ္ဓဘာသာကျမ်းမှာလည်းပါတယ်ထာဝရဘုရားရဲ့တမန်ကျမ်းစာထဲမှာလည်းပါတယ်အဲ့တော့ကေမြင့်ဘုရားဟာမိဘနှစ်ပါးကနေဆင့်တက်လာတဲ့ဘုရားမဟုတ်ဘူးဘုရားရဲ့တကူတော်အဖြစ်အပြူကညာစီမှာပဋိတန်တေတီပြီးမှယောက်ျားလေးအဖြစ်ဖွားမြင်လာမယ်ဆိုပြီးမှဗျာဒိတ်တော်ရှိခဲ့ပါတယ်ဓမ္မကျမ်းစာမှာဘယ်လိုဖော်ပြထားသလဲဆိုရင်တတုတမိကညာဒီပဋိတတေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လက်တထူသားကိုအေမာနွေလအမည်ဖြစ်မြင်ရကြလက်တဆိုတာရှင်ဂေါတမမမွေးခင်မှာနိဗ္ဗာန်200ကျော်ကလေးကတည်ချမ်းချက်ကိုပြတိတ်ပြုတ်ထားတာဖြစ်ပါတယ်လူတွေပါကြောင့်ငရေတော်ရဒလဲဆိုရင်ကာယကံအဖြစ်ပြစ်မှားတဲ့အဖြစ်ဝစီကံအဖြစ်ပြစ်မှားတဲ့အဖြစ်မနောကံအဖြစ်ပြစ်မှားတဲ့အဖြစ်တော့လူတွေဘာဖြစ်မလဲငရေကိုငြိကြီးလက်ခတ်မလွယ်လူတိုင်းတွားရမှာကျွန်တော်တို့တကယ်ပဲနိဗ္ဗာန်ဘုံတို့ရောက်ချင်တယ်ဆိုရင်ကေမိဘုရားအပြူသားကိုပဲကျွန်တော်တို့ကိုးကွယ်ဖို့လိုပါတယ်